ကျင်တော့ပြန်လို့မရသူများနိုင်ငံမှာနေပြီးမှခိုင်းတာလို့ကြွေတာစားကငါတို့လူမျိုးတွေနိုင်ခံဘဝကိုလူမျိုးကိုပြန်သက်ချအဖက်ဆယ်ဖို့ရတော့မရှိတော့ပါမြမပြည်ရဲ့တိတ်ခါတရားလူတွေလူရင်တွေနောက်ကျော်တော့ချက်တွေပြေ